မျိုးသမီးဟာအိမ်အောင်ပြုဖို့ဖိအားပေးနေတာကိုဖြေရှင်းဖို့အတွက်လက်လာပနတ်မင်းရဲ့ပုံကိုသုံးပြီးသူမမှာရေးစားရှိတဲ့အောင်ဟန်ဆောင်ကမိသားစုစီပို့လိုက်ပါတယ်။နောက်နေ့မှာတော့ရွှေတုံးတွေကင်ထားတဲ့အမျိုးသားတစ်ယောက်သူမရဲ့တကားရှိမှာပေါ်လာပါတယ်။အမျိုးသမီးကသူဘသူလဲလို့သိချင်စိမ့်နဲ့မေးတဲ့အခါသူဟာလက်လာပနတ်မင်းဖြစ်တယ်လို့အဲ့ဒီလူကဖြေပါတယ်။အမျိုးသမီးကတော့သူဟာဝတ်စုံဝတ်ပြီးတရုပ်ဆောင်နေတာလို့ပဲထင်နေတာပါမျိုးသားကတော့မနေ့ကအမျိုးသမီးဟာလက်လာပနတ်မင်းပုံကိုတုံးပြီးရေးစားဟန်ဆောင်ခဲ့တဲ့အတွက်နတ်မင်းမှာအပြစ်ပေးခံလိုက်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်သူဟာအမျိုးသမီးနဲ့တနစ်ကြာချစ်သူစာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့ဒါကိုလုံးဝမယုံပါဘူး။သူမကတမျက်စီးကိုယူပြီးသူ့ကိုမောင်းထုတ်ဖို့ကြိုးစားတဲ့အခါအမျိုးသားကတန်ခိုးသုံးလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲအဲ့ဒီတမျက်စီးကရွှေအဖြစ်ပြောင်းလဲသွားတဲ့အတွက်အမျိုးသမီးထိတ်လန့်သွားပါတယ်။အိမ်အောင်ပြုဖို့ထပ်မံတိုက်တွန်းပြန်ပါတယ်အမေမျိုးသမီးဟာတခြားနည်းလမ်းမရှိပဲလက်လာပနတ်မင်းကိုသူမရဲ့ရေးစားဟောင်းအဝတ်စားတွေလဲဝတ်ခိုင်းလိုက်ပါတယ်မထင်မှတ်ပဲသူ့ရဲ့အိတ်ကက်ထဲကနေငွေသားတွေအများကြီးပန်းထွက်လာပါတယ်အမျိုးသမီးကသူ့ကိုကြောဝါနေတာလို့ထင်ပေမဲ့လက်လာပနတ်မင်းကတော့သူ့ရဲ့တန်ခိုးကိုသူမထိန်ချုပ်နိုင်ဘူးလို့ပြောပါတယ်တက်စီပေါ်အတင်းဆွဲတင်လိုက်ပါတယ်အကျိုးဆက်အနေနဲ့တန်ခိုးတွေထပ်မံယိုစိမ့်ပြီးတက်စီပေါ်ကနေငွေသားတွေအများကြီးပေါက်ထွက်လာပါတော့တယ်မကြခင်မှာပဲအမျိုးသမီးရဲ့မိဘတွေအိမ်ကိုရောက်သွားပါတယ်အဲ့ဒီအမျိုးသားကိုမြင်တာနဲ့မိဘတွေကနှွေးထွေးစွာကြိုဆိုကြပါတယ်အဖေဖြစ်သူကသူ့ကိုမိဖို့ချောင်းထဲခေါ်သွားပြီးဘာစားခြင်းလဲလို့မေးတဲ့အခါအမျိုးသားကတန်ခိုးပြီးစပွဲအဖြစ်အစားအသောက်တွေကိုဖန်တီးလိုက်ပါတယ်။မျိုးသမီးရဲ့မိဘတွေဟာသူ့အပေါ်အရန်ကိုသဘောကျသွားကြပါတယ်။ညစာစားပြီးနောက်မှာတော့သူမရဲ့ဝမ်းကွဲညီမဟာချမ်းသာတဲ့ခင်ပွန်းနဲ့အတူလဲပတ်ဖို့ရောက်လာပါတယ်။သူကအစ်စ်ဝယ်ထားတဲ့စိန်ခံကားကိုကြွားဝါပြီးအမျိုးသမီးကိုသူ့ကုမ္ပဏီမှာအလုပ်ပေးမယ်လို့တမင်ပြောပါတယ်။ဒါပေမဲ့လစာကတစ်လကို3500ပဲပေးတာပါအမျိုးသမီးကသူမကိုလှောင်ပြောင်နေမှန်းသိပေမဲ့ပြန်မပြောနိုင်ပဲဖြစ်နေပါတယ်။ဝမ်းကွဲညီမရဲ့ခင်ပွန်းကဒါကိုနောက်ပြောင်နေတာလို့ထင်နေတော့မှပဲအမျိုးသားကအမျိုးသမီးကိုနေကြစေတဆုပ်ပေးလိုက်ပြီးတန်ခိုးနဲ့ရွှေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အမျိုးသမီးကတော့သူဘာကိုမဆိုရွှေဖြစ်အောင်လုပ်နိုင်တာကိုသူများတွေကိုမသိစေချင်ပါဘူးအဲ့ဒီအချိန်မှာဝမ်းကွဲညီမကသူတို့မှအိမ်တလုံးတောင်ဝယ်နိုင်မှာမဟုတ်ဘူးလို့ထပ်ပြီးလှောင်ပြောင်ပြန်ပါတယ်အမျိုးသားကတော့အိမ်ပိုင်ဆိုင်မှုအထောက်အထားလက်မှတ်တွေကိုအထက်လိုက်တန်းထုတ်ပြလိုက်ပါတယ်အိမ်တိုင်းဟာအစစ်မြစ်ရက်ွက်တွေမှာရှိတာပါနောက်တစ်စက္ကန့်မှာတော့သူကကားတော့ဒါဇင်ပေါင်းများစွာကိုထုတ်ပြပြန်ပါတယ်ဘယ်သူမှသူ့ကိုမယုံကြပေမဲ့အမျိုးသားကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါကောင်းကင်ကနေရွှေတုံးတွေရုတ်တရက်ကျလာပါတော့တယ်ဒါတွေအားလုံးဟာလက်ထပ်ဖို့အတွက်တောင်းရမ်းတဲ့အဖိုးခတွေလို့သူကပြောလိုက်ပါတယ်